ကျွန်တော်ငါ AI လောကစောက်ခြင်းအကြောင်းတွေပြောပြမယ် AI edit တီထွင်တဲ့ကောင်တွေကတော့မှပဲငါတို့နိုင်ငံတော့ချမ်းသာသွားခြင်းမှာချမ်းသာသွားမှာ AI edit ကိုအကြောင်းပြပြီးတော့မလုပ်တတ်တဲ့လူတွေကိုဂျင်းထည့်နေတဲ့ကောင်တွေကတော့လေနော်ဒီအချိန်မှာတော်တော်လေးကိုသင်တန်းတွေပေးပြီးတော့ချမ်းသာသွား2029ရောက်လို့ရှိရင်ဒီအဲ့ကလိုကောင်မျိုးတွေကချမ်းသာပြီးတော့ AI လုံနီးဗီဒီယိုတွေကိုသင်တန်းကြီးတွေပေးပြီးတော့ဟိုဟာပတ်စံရလုံးတို့ဒီကပတ်စံရလုံးတို့လောက်တဲ့ကောင်တွေကတော့တေးကြတယ်ဟဲ့ဘာမှဖြစ်လာမှာမဟုတ်အဲ့လိုမျိုး AI ဗီဒီယိုလုံနီးတွေကိုတော်ပြီးတော့ဒီကျွန်တော်တို့ဒီသင်တန်းလေးတက်ချင်ပါတယ်ကျွန်တော်တို့ဒီသင်တန်းလေးသင်ပေးပါဘာညာနဲ့အောက်ကသင်တန်းအပ်ချင်ပါတယ်လူလုံးချက်ချင်ပါတယ်ဆိုပြီးဝင်မှတ်နေတဲ့ကောင်တွေကိုကြည့်လိုက်လို့ချင်း15 16 19အလုံးစုံကြည့်မှအလုံးစုံအကောင်တွေရှိမှ20ကျော်တွေကြီးပဲဒီလောက်တွေတော့ကိုဖြစ်မရှိကြဘူးလားကိုမလုံးတက်တဲ့ဟာဆိုရင်အနည်းဆုံးဂျမနိုင်းလောက်ကိုသွားမေးဒါလေးကဘယ်လိုလုပ်ရလဲဆိုဂျမနိုင်းကဖြည့်ခြင်းလုံးလို့နော်ကျန်တဲ့အပ်တွေလည်းလိုက်မေးလို့ရတယ်ကိုမလုပ်တတ်တဲ့နားလေးကို screenshot ရိုက်ပြဒါလေးကဘယ်လိုဖြစ်သွားတယ်ဒါကတော့ငါဘယ်လိုလုပ်ရမလဲငါတော့ဒီဟာကြီးလုပ်ချင်ဒီတော့မေးလို့ဆိုလို့ရရသားနဲ့ကွာဟိုတင်တန်းဆိုရင်9000ခွဲပေးတက်လိုက်ဒီတင်တန်းဆို3သိန်းခွဲပေးတက်လိုက်တကယ်အတင်ပေးတဲ့ကောင်တွေကိုတော့မပြောလို့ပါဘူးတချို့ကောင်တွေကစောက်ကျင်းနေသူတို့ကိုယ်တိုင်တော့မှပဲမနေ့တနေ့ကမှဟို live train ကြည့်ထားတဲ့ကောင်တွေကအဲ့ဒါတွေကိုလည်းတင်တန်းကြီးတွေပေးပြီးတော့တက်ကြကြ AI လောကမှာ AI ထွင်တဲ့အကောင်တွေတော့မှပဲဒီလောက်ချမ်းသာခြင်းမှာချမ်းသာမှာငါတို့နိုင်ငံရဲ့လူတွေကတော်တော်ချမ်းသာနေပြီသလားနောက်2029ရောက်လို့ရှိရင်လေအရှား YouTube policy တို့ဘာလို့နဲ့ညှိတဲ့အချိန် AI ဗီဒီယိုတွေကိုတချို့ဟာတွေထုတ်ခွင့်မပေးတော့ဘူး movie record တွေတချို့ဟာတွေကို guideline တွေညှိလို့ဟို block ခံရတဲ့အချိန် ban ခံရတဲ့အချိန်ကြလို့ရှိရင်တေချာတာတော့ AI ဗီဒီယိုလုံနီးတို့ AI ဟို add လုံနီးတို့ဆိုတာဟိုတင်တန်းကြီးတွေပေးပြီးတက်တဲ့လူတွေကတော့စောက်ပူတွေဖြစ်ကုန်မှာအကုန်လုံးအတိတ်ပဲမရှိရ AI ဗီဒီယိုလုံနီးကိုဘာတွေဒူးတကယ်မေးနေပရွန်ထုတ်နေတွေပါညာဘာတွေမေးနေကြလို့လဲ YouTube လည်းရှိတယ် Gemini လည်းရှိတယ်ငါတော့ဒါလေးလောက်တတ်ရှင်နေဟဲအောင်ရင်ငါဘလို့ပရွန်နေလောက်ကမလဲဘာညာမေးလိုက်ရင်ဖြစ်နေတဲ့ကိစ္စသွားမေးတော့လေဒီလောက်နှုံကြအားကြလားစောက်ချင်းကောင်တွေကွာအဲ့ဒါတွေကိုလည်းအဖွင့်ရေးလုပ်ပြီးတော့လောက်ကြတာပဲဟေးဒီမြန်မာနိုင်ငံမှာတော့တကယ်ဟို free course တွေရောင်းစားပြီးတော့ပဲချမ်းသာနေကြအဲ့လောက်ပဲအရေးချင်းရှိရတာဘာမှဖြစ်ဖြစ်မြောက်ဖြစ်အောင်လဲဘာမှလုံးနိုင်တာလည်းမဟုတ်ဒီလိုကောင်မျိုးတွေတကယ်ထူးဆန်းတယ်ငါမှကွာ AI ဗီဒီယိုနဲ့ပတ်သက်ပြီးတော့လုံနီးလူလောက်ပါတယ်လူလောက်ပါတယ်အဲ့လိုအလကားပြောပြနေဒီကောင်းမှလာမကြည့်ဘာလုံးလဲအောက်ကနေကျွန်တော်ဒီလိုလုံနီးဒီတင်တန်းလေးတက်ရှင်လို့ပါဆိုသူတို့လည်းဟိုကငစားချပြီးတော့တခါကျရင်တင်တန်းကြီးလိမ်ပြေးတဲ့ကောင်တွေတောင်ရှိသေးတယ်တင်တန်းကြီးဟိုပြီးတော့ပြီးသွားလားဆိုတော့နောက်ထပ်ဟိုဒီကတော့ဒီတိုင်းမရဘူး pro feature တွေဝယ်မှရမှာpro plus တွေဝယ်မှရမှာ ਨੇ အဲ့ဒါတွေထက်ရအောင်ချမ်းသာပြီးရင်ချမ်းသာနောက်ကနေပြီးတော့ဟိုအခုမှငွေရင်းနှီးနဲ့စပြီးတော့ AI ဗီဒီယိုတွေတင်ချက်ချင်းပဲတတိဖြစ်တော့မဲ့ပုံစံနဲ့လောက်တဲ့ကောင်တွေကတော့မခံရတာပဲတကယ်တော့ပြီးတော့မေးနေကြတဲ့ကောင်တွေကြီးလိုက်ပြန်တော့လေ15 16အရွယ်အလုံးစုံရှိမှ19 18 19 20မသိတာရှိရင်လိုက်မေးလို့ရရလေလူငယ်လေကိုကစာမတက်ပေမတက်လည်းမဟုတ်ဒီ level တစ်ခုနဲ့ AI level တစ်ခုနဲ့ဝေးနေတယ်လို့ social media နဲ့ဝေးနေတဲ့စီးပွားရေးသမားတွေက AI နဲ့ပတ်သက်ပြီးအလုပ်တွေလုပ်ရှင်လို့သင်တန်းရင်တက်တယ်ဆိုတော့ငါနားလည်းပေးလို့ရသေးတယ်အခုဟာကျအဲ့လိုသင်တန်း course လောက်ပဲရောင်းတတ်တာလားဒီလိုကောင်းနေရအဲ့လိုပဲဖြစ်ရှိရလားဟမ်ဘာမှမသိဘူး level တိုင်းမှာလေတယောက်ကဟိုမူးတာစိတ်ဆိုမရှိဘူးငါဒီကောင်စားဝါမှာပဲဒီကောင်ဟိုဟာဖြစ်မှာပဲငါဒီကောင်စီကဘလို့လေးကွက်ကြော်ရိုက်ကြမလဲဒီကောင်ကိုဘလို့လောက်ကမလဲဆိုတာပဲတွေးနေဘလို့ကောင်နေမှမသိဘူးတကယ်စောက်ချင်းကောင်နေကွာ AI ဗီဒီယိုလုံနီးတင်တန်းဆိုတာရှိသေးတယ် AI ဗီဒီယိုလုံနီးဆိုတာလေကြိုက်တဲ့ဟာကိုမေးလို့ရတယ်ကိုမသိတာရှိရင်ကြိုက်တဲ့လူကြိုက်တဲ့နေရာမှာကြိုက်တဲ့လူမေးလို့ရတဲ့နေရာသားနဲ့ AI ဗီဒီယိုလုံနီးဆိုတာတကူတကကြီးတွေးပြီးတော့မေးနေဖို့လိုလို့လားအဲ့ဒါကြီးလည်းပေးပြီးတက်တာပဲတကယ်စောက်ချင်းကောင်နေကွာဒီကောင်နေဘာလို့အောင်လဲစောက်ကောင်းထုနေလုံနီးသိချင်လားငါတို့ပြောပြရမယ်ဒီဗီဒီယိုလေးကတော့ငါတို့ဘယ်လိုလုပ်ရလဲဒါလေးကတော့ဘာဖြစ်လဲဆိုတော့ကြည်ဂျမနာကိုတော့မေးလိုက်လေဘာတွေဖြစ်နေနောက်တော့စာမတတ်တော့ဘူးလားစောက်တော်သားတွေများလေစောက်ချင်းထဲလို့ကောင်းနေဆိုတာဒီလိုကနေရာမျိုးကိုပြောတာဖြစ်တကယ်စောက်တော်သားတွေကွာစောက်ချင်းထဲဖို့ပဲသိရ AI ဗီဒီယို free course free course တင်နေတဲ့ကောင်တွေကိုမထူးဆန်းဘူးတော်တက်နေတဲ့ကောင်တွေကိုပဲထူးဆန်းတယ်ကိုယ့်တွေကပတ်စံတွေကိုတစ်ဖက်ကဘလို့ခွာယူရမလဲဘလို့နှွာယူရမလဲဆိုတာကိုစဉ်းစားပြီးတော့လုပ်နေတဲ့တင်တန်းတွေကိုဘလို့စိတ်ကူးမျိုးနဲ့များတက်ကြရတယ်မသိစောက်ယူကောင်နေတကယ်ကွာ course တွေရောင်းစားပြီးတော့ပဲချမ်းသာနေကြအဲ့လောက်ပဲအရေးချင်းရှိရတာဘာမှဖြစ်ဖြစ်မြောက်ဖြစ်အောင်လဲဘာမှလုံးနိုင်တာလည်းမဟုတ်ဒီလိုကောင်မျိုးတွေတကယ်ထူးဆန်းတယ် AI ဗီဒီယိုနဲ့ပတ်သက်ပြီးတော့လုံနီးလူလောက်ပါတယ်လူလောက်ပါတယ်အဲ့လိုအလကားပြောပြနေဒီကောင်းမှလာမကြည့်
ဘာလုံးမလဲအောက်ကနေကျွန်တော်ဒီလိုလုံးဒီတင်တန်းလေးတက်ရှင်လို့ပါဆိုသူတို့လည်းဟိုကငစားချပြီးတော့တခါကျရင်တင်တန်းကြီးလိမ်ပြေးတဲ့ကောင်တွေတောင်ရှိသေးတယ်တင်တန်းကြီးဟိုပြီးတော့ပြီးသွားလားဆိုတော့နောက်ထပ်ဟိုဒီကတော့ဒီတိုင်းမရဘူး pro feature တွေဝယ်မှရမှာ pro plus တွေဝယ်မှရမှာ ਨੇ အဲ့ဒါတွေထက်ရအောင်အော်ချမ်းသာပြီးရင်ချမ်းသာနောက်ကနေပြီးတော့ဟိုအခုမှငွေရင်းနှီးနဲ့စပြီးတော့ AI ဗီဒီယိုတွေတင်ချက်ချင်းပဲတတိဖြစ်တော့မဲ့ပုံစံနဲ့လောက်တဲ့ကောင်တွေကတော့မခံရတာပဲတကယ်တော့ပြီးတော့မေးနေကြတဲ့ကောင်တွေကြီးလိုက်ပြန်တော့လေ15 16အရွယ်အလွန်ဆုံးရှိမှ19 18 19 20မသိတာရှိရင်လိုက်မေးလို့ရရဲ့လေလူငယ်လေကိုကစာမတက်ပေမတက်လည်းမဟုတ်ဒီ level တစ်ခုနဲ့ AI level တစ်ခုနဲ့ဝေးနေတယ်လို့ social media နဲ့ဝေးနေတဲ့စီးပွားရေးသမားတွေက AI နဲ့ပတ်သက်ပြီးတော့အလုပ်တွေလုပ်ရှင်လို့သင်တန်းရင်တက်တယ်ဆိုတော့ငါနားလည်းပေးလို့ရသေးတယ်အခုဟာကျအဲ့လိုသင်တန်း course လောက်ပဲရောင်းတတ်တာလားဒီလိုကောင်းနေရအဲ့လိုပဲဖြစ်ရှိရလားဟမ်ဘာမှမသိဘူး level တိုင်းမှာလေတယောက်ကဟိုမူးတာစိတ်ဆိုမရှိဘူးငါဒီကောင်စားဝါမှာပဲဒီကောင်ဟိုဟာဖြစ်မှာပဲငါဒီကောင်စီကဘလို့လေးကွက်ကြော်ရိုက်ကြမလဲဒီကောင်ဘလို့လောက်ကမလဲဆိုတာပဲတွေးနေဘလို့ကောင်းနေမှမသိဘူးတကယ်စောက်ချင်းကောင်းနေကွာ AI ဗီဒီယိုလုံနီးတင်နန်းဆိုတာရှိသေးတယ် AI ဗီဒီယိုလုံနီးဆိုတာလေကြိုက်တဲ့ဟာကိုမေးလို့ရတယ်ကိုမသိတာရှိရင်ကြိုက်တဲ့လူကြိုက်တဲ့နေရာမှာကြိုက်တဲ့လူမေးလို့ရတဲ့နေရာသားနဲ့ AI ဗီဒီယိုလုံနီးဆိုတာတကူးတကကြီးတွေးပြီးတော့မေးနေဖို့လို့လားအဲ့ဒါကြီးလည်းပေးပြီးတက်တာပဲတကယ်စောက်ချင်းကောင်းနေကွာဒီကောင်နေဘာလို့အောင်လဲစောက်ကောင်းထုနေလုံနီးသိချင်လားငါတို့ပြောပြရမယ်ဒီဗီဒီယိုလေးကတော့ငါတို့ဘယ်လိုလုပ်ကြလဲဒါလေးကတော့ဘာဖြစ်လဲဆိုတော့ကြည်ဂျမနာကိုတော့မေးလိုက်လေဘာတွေဖြစ်နေနောက်တော့စာမတတ်တော့ဘူးလားစောက်တော်သားတွေများလေစောက်ချင်းထဲလို့ကောင်းနေဆိုတာဒီလိုကနေရာမျိုးကိုပြောတာဖြစ်တကယ်စောက်တော်သားတွေကွာစောက်ချင်းထဲဖို့ပဲသိရ AI ဗီဒီယို free course free course တင်နေတဲ့ကောင်တွေကိုမထူးဆန်းအောင်တော်တက်နေတဲ့ကောင်တွေကိုပဲထူးဆန်းတယ်ကိုယ့်တွေကပတ်စံတွေကိုတစ်ဖက်ကဘလို့ခွာယူရမလဲဘလို့နှွာယူရမလဲဆိုတော့စဉ်းစားပြီးတော့လုပ်နေတဲ့တင်တန်းတွေကိုဘလို့စိတ်ကူးမျိုးနဲ့များတက်ကြရတယ်မသိစောက်ယူကောင်နေတကယ်ကွာ